ကျွန်တော်ရဲ့ consultation session ထဲမှာမေးလာတဲ့မေးခွန်းတစ်ခုကိုဒီမှာကျွန်တော်ပြန်ပြီးတော့မျှဝေပေးခြင်းတယ်မေးလာတဲ့မေးခွန်းကအဖွဲအစည်းတွေထဲမှာနေလို့ရှိရင်တောက်လျှောက်စင်စက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်အဲ့လိုလူတစ်ယောက်မှာဘယ်လို scale တွေရှိတင်တာလဲလို့မေးလာတဲ့မေးခွန်းမှာကျွန်တော်အဲ့ဒီမှာဖြေခဲ့တာလေးတွေကိုဒီမှာအနှစ်ချုပ်အနေနဲ့ပြန်ပြောပြပေးခြင်းပါတယ်ကျွန်တော်ဖြေခဲ့တာတော့ရှိတင်တာ scale ၄မျိုးရှိတယ်ပထမဆုံးကတော့ technical scale ပြီးတော့နော် interpersonal scale ပြီးတော့ရင် conceptual scale နဲ့နောက်ဆုံးကတော့ diagnostic scale ပါဆိုတော့ဒီ scale ၄မျိုးကလူတိုင်းမှာရှိထားတဲ့အဲ့တော့ရှိထားတဲ့နေရာမှာ weight တွေတော့မတူဘူးပေါ့နော်၃ line ပေါ့နော်အဲ့တော့ပထမဆုံးကတော့ first line manager တွေပြီးရင် middle manager တွေပြီးတော့ရင်နော် top manager တွေပေါ့နော်ဆိုတော့ဒီလို၃ line ပေါ့အဲ့တော့၃ line လုံးကဒီ scale ၄မျိုးရှိထားတဲ့ technical scale ရယ် interpersonal scale ရယ်conceptual scale နဲ့ diagnostic scale ပါဒါပေမဲ့ level မတူတဲ့အခါမှာ weight တွေမတူပါဘူးအဲ့တော့ first line လို့ပြောတဲ့အငယ်တန်းနေမှာဆိုလို့ရှိရင်တော့ technical scale နဲ့ interpersonal scale ပိုအားကောင်းဖို့လိုပါတယ်အဲ့တော့ technical scale ဆိုတာတော့သူတို့တည်တင်တည်ထိုက်တဲ့သူတို့အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်လို့သူတို့တည်တင်တည်ထိုက်တဲ့အရာတွေပေါ့ကျွန်တော်အလွယ်ဥမှာပြီးပြောခဲ့တာတွေတော့လက်သမားဆိုရင်လက်သမားအတတ်ပညာတက်ရမယ်ပယံဆိုပယံအတတ်ပညာတက်ရမယ်ဒါဆိုရင်အယောင်သမားကအယောင်နဲ့ပတ်သက်တဲ့အတတ်ပညာတွေတက်ရမှာဖြစ်ပြီးတော့ marketing က marketing နဲ့ပတ်သက်တဲ့အတတ်ပညာ finance and account ဆို finance and account နဲ့ပတ်သက်တဲ့အတတ်ပညာတွေတက်ရမယ်အဲ့ဒါက technical skill interpersonal skill လို့ပြောတဲ့ဟာက human skill လို့လည်းတချို့ပြောတယ်ပေါ့နော်လူတွေချင်းချင်းဆက်ဆံတဲ့ပေါင်းသင်းဆက်ဆံတဲ့ skill ပါအဲ့တော့ဒီအငယ်တွေမှာဆိုလို့ရှိရင်ဒီ skill နှစ်ခုကပိုအားကောင်းဖို့လိုတယ် technical skill နဲ့ခုန interpersonal skill အားကောင်းဖို့လိုတယ်တစ်ချိန်တည်းမှာပဲ conceptual skill လည်းအနည်းငယ်ရှိဖို့လိုတယ်ပြီးတော့ diagnostic လည်းရှိဖို့လိုတယ်အဲ့တော့သူတို့မရှိသေးတဲ့အချိန်မှာသူတို့ကဘယ်ကနေပြီးသင်ယူလေ့လာရမလဲလို့ပြောရင်သူတို့ရဲ့အထက် superior တွေစီကနေပြီးတော့သူတို့ရဲ့ immediate boss တွေစီကနေပြီးတော့လေ့လာရမှာဖြစ်တယ် boss တွေဘယ်လိုရှင်းတယ်လဲ boss တွေပြဿနာကိုဘယ်လိုမျိုးရင်ဆိုင်တယ်လဲဘယ်လိုမျိုးဖြေရှင်းတယ်လဲဆိုတဲ့ဟာကိုသင်ယူလေ့လာရမှာအဲ့ဒီကနေတစ်ဆင့်မှာ middle management ကိုတက်တယ်ဆိုရင် supervisor တို့ executive တို့ပေါ့နော်ဒီလိုမျိုး level ဖြစ်တယ်ဆိုတော့ခုနက skill ၄မျိုးသလုံးအားကောင်းဖို့လိုပါတယ်technical skill လည်းအားကောင်းမှုလိုတယ် conceptual skill လည်းအားကောင်းမှုလိုတယ် interpersonal skill နဲ့ diagnostic ပါအားကောင်းမှုလိုပါတယ်အဲ့ဒီကနေပြီးတော့ manager level ရောက်သွားပြီဆိုရင်တော့ conceptual skill နဲ့ diagnostic ကအားအကောင်းဆုံးဖြစ်ဖို့လိုသလိုတစ်ချိန်တည်းမှာပဲသူ့ရဲ့ position အရာနဲ့သူ့ရဲ့အလုပ်အရာသဘောတဘာဝအရာသူက technical skill နဲ့ interpersonal skill ကရော့ကျသွားပါတယ်ရော့ကျသွားတယ်ဆိုတာမရှိတော့ဘူးလို့ပြောချင်တာမဟုတ်ဘူးเนาะသူ့ရဲ့ position အရာသူကအပြင်လူတွေနဲ့တွေ့တာမျိုးတွေနောက်တစ်ခါခုနတကီအလောက်ကိုင်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာ तू အများကြီးဝင်ပြီးတော့လှုပ်ရှားမလို့တော့ဘူး။ဒါပေမဲ့ तू ကအောက်သက်ကျေပြီးတက်လာတဲ့သူဖြစ်တဲ့အတွက်တစ်ချိန်မှာ तू ကိုပညာပြတာတို့သွေးတိုးစမ်းတာတို့ရှိခဲ့မယ်ဆိုရင်လည်း तू ကပြနိုင်တယ်ပြောနိုင်တယ်ပညာပြလာတဲ့သူကိုပညာပြန်ပေးနိုင်တယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဒီဟာလေးကိုအနှစ်ချုပ်အနေနဲ့ဖြေခဲ့တာပါ။ဒီတက်ပို့ပြီးတော့သိချင်တာတွေရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်စီကို direct message တော်၎င်းဖုန်းနံပါတ်ကိုတော့၎င်းဆက်သွယ်ပြီးတော့မေးမြန်းဆွေးနွေးနိုင်ပါတယ်